ဗုဒ္ဓသမီးတော်များ၏ရင်တွင်စကားအပိုင်း၈တရားဒေသနာတော်15ပါးမြောက်ဥတ္တရာထေရီမ၏ရင်တွင်စကားကိုမှတ်သားနိုင်ယူချရအောင်ဥတ္တရာဆိုတာလူဘဝတုန်းကဝီရာတို့ထီရာတို့နဲ့အတူတူကပိလဝနန်းတွင်သူတူဖြစ်တယ်ဣဒရမင်းသားရတောရယာတို့ကိုခြံရံခါစားကြရတဲ့နန်းတွင်သူတူဟာဘုရားလောင်းတောထွက်၍ဘုရားဖြစ်သို့ရောက်ပြီးတဲ့နောက်မှာ9 နှစ်မြောက်ကာလအချိန်ဝယ်မိရွေးတော်ဂေါရမီကြီးကိုအဥထားပြီးတော့ဘိက္ခုနီတွေခွင့်ပြုလိုက်တဲ့အချိန်မှာသူတို့တွေဟာလည်းမိရွေးတော်နဲ့အတူပါလာပြီးသာသနာပေါင်းဝင်ရောက်လာကြတဲ့နန်းတွင်သူတူပေါ့အဲ့ဒါလိုဝင်ရောက်လာကြတာရသော်ဘုရားရဲ့အဆုံးအမမိရွေးတော်ဂေါရမီကြီးရဲ့အဆုံးအမတရားဓမ္မတွေကိုကြည်ကြံကြိုးကုပ်အားထုတ်ရင်းနဲ့ထူးခြားတဲ့အသိဉာဏ်တွေကိုရရှိပြီးတော့သွားတယ်သူရဲ့ကျင့်စဉ်တစ်ခုကိုမှတ်သားကြဖို့အားလုံးဟာသူကျင့်တဲ့အတိုင်းလိုက်နာကျင့်သုံးမဲ့ဆိုရင်သူရတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာပဲလို့ဒီလိုရည်ရွယ်ချက်နဲ့ကိုယ်တွေ့ကျင့်ကြံကြိုးကုပ်အားထုတ်ခဲ့တဲ့တရားဓမ္မကိုရှင်တွေကဖွင့်ဟပြီးတော့ပြောဆိုခဲ့တဲ့စကားလေးကိုထေရီကဓမ္မမှတ်တမ်းတင်ထားတဲ့အတိုင်းဒီကနေ့နာယူမှတ်သားကြည့်ကြရအောင်သူပြောတဲ့စကားဟာအလွန်ရိုးရှင်းတယ်မြတ်စွာဘုရားတရားတော်တွေမှာရိုးရိုးရှင်းရှင်းလေးနဲ့ဘဝမှာလွတ်ဆောင်ရမယ့်အချက်တွေကိုဖော်ပြတာဖြစ်တယ်သာသနာတော်ရဲ့ကျင့်စဉ်ကိုကြည့်မယ်ဆိုရင်ကိုကျင့်သီလကောင်းမွန်ရေးဟာနံပါတ်1ကိုကျင့်သီလကောင်းပြီးတဲ့နောက်မှာစိတ်ဓာတ်တည်ငြိမ်ရေးကနံပါတ်2စိတ်ဓာတ်တည်ငြိမ်မှုကိုအခြေခံပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုရအောင်ကြိုးစားခြင်းအသိပညာနံပါတ်3လို့သာသနာမှာစနစ်တကျဖွဲ့စည်းပြီးထားတဲ့သီလသမာဓိပညာဆိုသိက္ခာ300အကျင့်မြတ်အဲ့ဒီသိက္ခာ300အကျင့်မြတ်နဲ့ဖွဲ့စည်းထားတဲ့ဗြဟ္မစရိယဆိုတာကို Noble Practice လို့ဘာသာပြန်ညတကယ်မြင့်မြတ်တဲ့အကျင့်သိက္ခာပဲဖြစ်တယ်လူတွေဟာအစစ်မြင့်မြင့်ကျင့်ကြံကြိုးကိုအထောက်ဖို့ဆိုလို့ရှိရင် morality ဆိုတဲ့ကိုချင်းတရားကောင်းမှုကျင့်ဝတ်နဲ့ပတ်သက်ပြီးကိုချင်းတရားနဲ့ပတ်သက်ပြီးကောင်းမွန်မှုကပိုပြီးတော့အရေးကြီးတယ်လောကမှာလောကီစီးပွားရေးပဲလုပ်တာပဲဖြစ်စီလောကုတ္တရာစီးပွားရေးပဲလုပ်တာပဲကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်တရားစီးပွားရေးမှာကျဆင်းသွားတာတဲ့ပေါ့ဒါကြောင့်ကိုချင်းတရားကောင်းမှုဟာထောက်ကူဖြစ်တယ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်မှစိတ်တည်ငြိမ်မှုဣန္ဒြေယမှုဆိုတာဖြစ်စေတယ်စိတ်တည်ငြိမ်ပြီးတော့ဣန္ဒြေယရရှိမှထူးချွန်ထက်မြက်တဲ့ပညာရက်တွေကိုရရှိနိုင်မှာဖြစ်တယ်အဲ့ဒီကျင့်စဉ်ဟာမြတ်ဗုဒ္ဓရှင်းပြထားတဲ့လူလောကလူသားတွေရဲ့ကျင့်စဉ်တစ်မျိုးပဲဖြစ်တယ်အဲ့ဒီကျင့်စဉ်ကိုဖောက်ဖျက်မယ်ဆိုလို့ရှိရင်ကတော့တစ်ခုခုနဲ့ရှင်တဲ့ပူစာမနေတာပဲလောကလူတွေဟာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့ရပြီးစိတ်နှလုံးချမ်းမြေ့ခြင်းကိုဆုံးရှုံးပြီးတော့ဘဝတစ်ခုဆုံးသတ်ကြရတာများတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ကျင့်စဉ်ဟာအလွန်လက်တွေ့ကြပြီးအလွန်ရိုးရှင်းတယ်လို့ဒီလိုမှတ်ရအဲ့တော့ဥတ္တရာဆိုတဲ့နန်းတွင်သူတယောက်သာသနာပေါင်းရောက်လာတဲ့အခါမှာသူကျင့်တာကိုရှင်းပြတာအလွန်ရှင်းလင်းတယ်ပေါ့ကာယေနတံဝုတာအာသိဝါစာယဥဒစေတတာလောကလူတွေမှာထိမ့်သိမ်းဆောက်ရှောက်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ပြောချင်တိုင်းမပြောရဘူးလှုပ်ချင်တိုင်းမလှုပ်ရဘူးတွေးချင်တိုင်းမတွေးရဘူးအကျိုးရှိတဲ့အရာကိုသာလင်း
ပြောဆိုရမယ်လုပ်ကံရကျိုးရှိမရှိဆိုတာဒါကိုအမြဲတမ်းဆင်ញင်နှလုံးသွင်းပြီးတဲ့အခါမှာစကားပြောတာပဲဖြစ်စေအကျိုးရှိတဲ့စကားပြောဖို့အကျိုးမရှိတဲ့စကားဆိုမပြောစကားကြောင့်လောကမှာအမှားဖြစ်သွားတာတွေအများကြီးပဲအနည်းဆုံးလူတွေရဲ့ရည်စရာဖြစ်လာတယ်နော်ရေပွဲရာတွေဖြစ်လာအများကအလေးနဲ့မထားဘူးရှိပွဲရာတွေဖြစ်လာအဲ့ဒါဟာပြောစကားတွေလွဲမှားမှုသည်အတွေးလွဲမှားလို့သာဖြစ်တယ်အတွေးမှန်မှပြောစကားလည်းမှန်တယ်ပြောစကားမှန်မှလုပ်ရတရားလည်းမှန်တယ်လို့ဒါကိုစောင့်စည်းမှုဆိုတာဘာကိုပြောတာတော့မဖြစ်တဲ့နာတွေမဖြစ်အောင်မပြောတဲ့နာတွေမပြောမိအောင်စောင့်စည်းတယ်လို့ခေါ်တယ်ဒါကို morality ကျင့်စဉ်အရလူတွေကတတိထားပြီးတော့ကျင့်ကြံကြိုးကိုအထောက်အဲ့ဒါကိုခရီးမဆိုင်ဘူးဆိုလို့ရှိရင်လောကီကိစ္စတွေမှာတောင်းမှပဲမှားတယ်လေပြဿနာတက်တယ်မတွေးတဲ့နာတွေတွေးမပြောတဲ့နာတွေပြောပြီးဆိုလို့ရှိရင်ဒီလိုဟာပြဿနာကြီးကြီးတက်သွားတယ်အနည်းဆုံးကဘာလို့ဆိုရင်ကိုပြောလိုက်တဲ့စကားမှားသွားသည့်အတွက်ကြောင့်မိတ်ဆွေတွေမိတ်ပြက်ဆွေပြက်ဖြစ်သွားတယ်မိတ်ဆွေတွေပေါင်းတဲ့နေနဲ့လမ်းကွဲသွားကြမလုပ်တဲ့နာလုံးလိုက်ပြီးဆိုရင်လေဒီတိုင်းပဲအဲ့ဒါဟာမတွေးတဲ့နာတွေးရကစတာဒါကြောင့်မို့စကားပြောတာဆိုတာကိုလေမြတ်စွာဘုရားအမြဲတမ်းတုံသင်ဆုံးမတယ်စကားဆိုတာပြောတဲ့မှပြောရမယ်အစားတောင်မှပဲစားတဲ့အစားစားရမယ်မစားတဲ့နာကိုမစားရဘူးလို့ဆိုမစားတဲ့နာစားလို့ရှိရင်ကျမကြီးထိခိုက်တာတော့တေးချာနေအစားမှားလို့ဆိုတာရှိတယ်လေစားမှားသွားတယ်ဆိုတာမစားတဲ့နာကိုယ်နဲ့မတည့်တဲ့အစားဟာမစားတဲ့အစားထို့တူပဲမပြောတဲ့စကားဆိုတာလောကမှာရှိတာဒါကြောင့်မြတ်စွာဘုရားကဆုံးမဩဝါဒပေးထားတဲ့နေရာမှာသူကမပြောတဲ့စကားကိုမပြောမိအောင်ကိုယ့်ကိုဘာလုပ်ရလဲအမြဲတမ်းစိတ်ဆရစကားတစ်ခုပြောတော့မယ်ဆိုလို့ရှိရင်ဘာလို့ဘူတေနဝက္ခမိနောအဘူတေနငါပြောတဲ့စကားဟာမှန်တာဖြစ်ရဟောဒီအချက်ကိုနံပါတ်1အရင်စဉ်းစားမှန်တာဖြစ်ရမှန်ဖို့အရေးကြီးတယ်ငါပြောတဲ့စကားဟာအကြောင်းအရာနဲ့မှန်ကန်တာပဲဖြစ်အောင်မမှန်တာမဖြစ်စေရဘူးလို့ဒီလိုပြောဒါဖြင့်မှန်တိုင်းပြောရမလားလို့ဆိုမှန်တိုင်းလည်းမပြောရသေးဘူးထပ်ပြီးစဉ်းစားလိုက်အောင်အထတန်ဟိတေနဝက္ခမိနောအနတ္ထတန်ဟိတေနငါပြောတဲ့စကားသည်အကျိုးဖြစ်ထွန်းတဲ့အကျိုးဖြစ်တဲ့စကားဖြစ်ရကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတဲ့စကားဖြစ်ရအကျိုးမဲ့တဲ့မဖြစ်စေရဘူးဟောဒါဒုတိယစဉ်းစားဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းဖြစ်ထွန်းတယ်ဆိုတဲ့အခါမှာပြောရတော့မလားလို့ဆိုပြောရသေးဘူးတဲ့ထပ်စဉ်းစားလိုက်အောင်ပြောဖို့အချိန်ကြပြီလားပြောဖို့အချိန်မကြသေးဘူးလားကာလေနဝက္ခမိနောအာကာလေချိန်တန်မလားဆိုဒါကြောင့်ပြောတာအချိန်မတန်မဲပြောရင်ထောင်တန်စကားတောင်ပြတ်တယ်လို့ဆိုတာဒါကြောင့်မို့အချိန်တန်မှပြောရမယ်လို့ဆိုတာတတိယအနေနဲ့လိုက်လာဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောချိန်လည်းတန်းလာပြီပြောပြီဆိုပါစို့ပြောပြီဆိုတဲ့အခါမှာဘယ်ပုံစံနဲ့ပြောမှလဲဆိုတဏ္ဍေနဝက္ခမိနောဖရုတေနရှင်ကြီးတိမ်မွေ့ပဲပြောမယ်ရိုင်းပြမပြောဘူးဟောလားပြောပြီဆိုတဲ့အခါဒါလိုက်နာရမယ်ချက်ကိုပြောတဲ့စကားကိုပြောပြီဆိုရင်နှုတ်ထွက်ချမ်းတမ်းပြီးတော့မောက်မာတဲ့အနေထားနဲ့မပြောရဘူးရှင်ကြီးတယ်လိမ္မာတဲ့ပုံစံနဲ့ပြောရမယ်ဒါမှကိုပြောတဲ့စကားဟာတန်ဖိုးပူရှိသွားဟုတ်ပြီရင်ကြီးပြောပြီဆိုရင်စိတ်ထဲကတစ်မျိုးအပြောကတစ်မျိုးလားလို့ဆိုတော့မဖြစ်စေနဲ့မေတ္တာစိတ်တေနဝက္ခမိနောဒေါသံတရောပြောလို့ရှိရင်အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်နဲ့ပဲပြောတဲ့ဒေါသဖြစ်ပြီးတော့ပြောတဲ့အပြောမျိုးမုန်းတီးတဲ့စိတ်နဲ့၆တွန်းတဲ့အပြောမျိုး
မပြောရဘူးလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမမှုတွေဟာအလုံးကိုတိကျပြီးတော့အလုံးကိုလိုက်နာကျင့်သုံးမှုရကောင်းတယ်အပြောနဲ့ပတ်သက်ပြီးဘာပြဿနာမှမတက်နိုင်ဘူးဒီတိုင်းသာလိုက်နာကြမယ်ဆိုလို့ရှိရင်အဲ့ဒီလိုလုပ်ရမှာအဲ့တော့ကြံတွေးကြတဲ့ကမြတ်စွာဘုရားကသာရယဟုလလေးကိုဆုံးမတာရှိတယ်တစုံတစ်ခုမင်းတွေးမိနေပြီဆိုရင်အဲ့ဒီအတွေးပေါ်ကိုဆင်ញင်သုံးသပ်လိုက်အောင်ငါတွေးတဲ့အတွေးဟာသူများကိုထိခိုက်သလားငါကိုရောထိခိုက်မှာလားနှစ်ဦးလုံးကိုထိခိုက်မှာလားဆိုတာဆင်ញင်သုံးသပ်အောင်နဲ့ဆင်ញင်သုံးသပ်လိုက်လို့ဘယ်သူမှမထိခိုက်ဘူးဆိုလို့ရှိရင်ဟုတ်ပြီမတွေးခင်ကအတွေးကိုကြံစီသုံးသပ်ပြီးတွေးလိုက်ပြီးတွေးလိုက်တဲ့အချိန်မှလည်းထပ်စဉ်းစားအောင်ခုနကစံနဲ့ကိုယ့်အတွက်အကျိုးမဲ့ဖြစ်မလားသူများအတွက်အကျိုးမဲ့ဖြစ်မလားနှုတ်လုံးအတွက်အကျိုးမဲ့ဖြစ်မလားထိခိုက်နေတာစီမလားမရှိဘူးဆိုလို့ရှိရင်လေတွေးပြီးတဲ့နောက်မှလည်းပြန်ပြီးတော့သုံးသပ်အောင်အဲ့ဒီတိုင်းပဲစကားတစ်ခုပြောတော့မယ်ဆိုလို့ရှိရင်မပြောခင်ကစဉ်းစားပြောနေတုန်းလဲစဉ်းစားပြောပြီးတော့လဲစဉ်းစားဘယ်တော့မှမမှားတဲ့နော်ဘယ်တော့မှမမှားဆိုလိုတာကအမြဲတမ်းအသိဉာဏ်နဲ့တတိနဲ့လောက်ရမယ်ဆိုတဲ့အကြောင်းအဲ့တော့လောကကြီးမှာအမှားမရှိအောင်မြတ်စွာဘုရားသွန်သင်ဆုံးမပေးတယ်လူတွေကတော့ဒီလိုနေရာမျိုးစိတ်ရှည်ချင်မှရှည်ကြမှာပေါ့သို့တော့အဲ့ဒီနီးနဲ့လောက်မယ်ဆိုလို့ရှိရင်လူတွေဟာအမှားယွင်းမရှိတော့အလုပ်တစ်ခုကိုကိုယ်ဒီလက်ရောက်လုပ်ပြီဆိုလို့ရှိရင်လေမလုပ်ခင်ကစဉ်းစားလုပ်နေတုန်းလဲထပ်စဉ်းစားလုပ်ပြီးနောက်လဲဆင်ញင်သုံးသပ်ပြီးစဉ်းစားဘယ်တော့မှမမှားဘူးဆိုဒါတော့ရဟုတ်လားမြတ်စွာဘုရားဒီလိုဆုံးပါအဲ့ဒီတိုင်းလိုက်နာကျင့်သုံးမှုကိုစောင့်စည်းတယ်လို့ခေါ်တယ်နော်အသိဉာဏ်နဲ့ထိမ့်သိမ့်ထားတယ်ထိမ့်သိမ့်ထားတဲ့အတွက်ကြောင့်စကားပြောတွေမမှားခုကြည့်လေလောကမှာကြည့်လူတွေစကားပြောနေကြတာတွေပဲကိုယ့်အကိုဝေဖန်ကြည့်ပေါ့နော်ရေဒီယိုကနေစကားပြောတယ်သတင်းစာတွေကနေစကားပြောတယ်ကမ္ဘာမှာစကားပြောနေကြတယ်နိုင်ငံရေးစကားတွေပြောကြတယ်မဲဆွဲစကားတွေပြောကြပြောတဲ့စကားတွေကိုကြည့်လိုက်လို့ရှိရင်လူရဲ့အရေးချင်းဟာပေါ်နေတယ်နော်ဒီလူပြောတဲ့စကားဟာရဲဝယ်ဖြစ်သလားသို့မဟုတ်တကယ်ကိုတန်ဖိုးရှိတဲ့စကားလားဆိုတာကျန်တဲ့နားထောင်တဲ့ပုဂ္ဂိုလ်တွေသိတယ်လူဆိုတာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သိတယ်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကတော့ဟေလာဝါလာသမားကတော့သိချင်မှသိမှာပေါ့တကယ်စဉ်းစားဆင်ခြင်ကြည့်ရင်ဘယ်သူစကားကဟုတ်တယ်ဘယ်သူစကားမဟုတ်ဘူးဆိုတာနားလေလွယ်တယ်ပေါ့နော်ဒါတွေဟာအပြောအဆိုဆိုတာသိပြီးတော့အရေးကြီးတယ်တချို့နိုင်ငံတွေမှာပြောရေးဆိုတာနားလည်မှုရှိအောင်ပြောရေးဆိုခွင့်ရှိသူဆိုတာတကယ်ကိုပြောတတ်ဆိုတတ်လိမ္မာပတ်နတ်အကြောင်းအရှင်းအရာတွေကိုပပနတ်နားလည်တဲ့ပုဂ္ဂိုလ်ပဲပြောရေးဆိုခွင့်ရှိသူဖြစ်ခံထားအဲ့ဒါလို့မဟုတ်လွယ်လွယ်ချောချောပြောရင်သွားရောပျက်စီးကုန်ကုမ္ပဏီတစ်ခုလုပ်ရင်လည်းပြောရေးဆိုခွင့်ရှိသူဆိုတာထားအသင်းဖွဲ့ဆိုလို့ရှိရင်လည်းပြောရေးဆိုခွင့်ရှိသူဆိုတာတကယ်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ဟာပြောရေးဆိုခွင့်ရှိသူဖြစ်ရအဲ့ဒါလို့အရေးချင်းမရှိဘဲနဲ့ထပြောရင်တော့ကိုယ်ကိုယ်ကာယနော်ဖြစ်လာတတ်တယ်ဂုဏ်သိက္ခာတွေကြာဆင်းတယ်လို့ဒီလိုဆိုတာဒါကြောင့်မို့အပြောအဆိုဆိုတာလိမ္မာယဉ်ကျေးရလိမ္မာယဉ်ကျေးရမယ်အကြောင်းကျိုးကြောင်းစီလျောရမယ်သိအရေးကြီးလို့မြတ်စွာဘုရားသခင်ကိုရမြတ်ကဒါကိုဟောတာ morality ဆိုဘလောက်အရေးကြီးတယ်ဒါနိဗ္ဗာန်ရဖို့အတွက်တည်းမဟုတ်ဘူးစီးပွားလုပ်တဲ့အခါမှာလည်းအရေးကြီးတယ်နိုင်ငံရေးလုပ်တဲ့အခါမှာလည်းအရေးကြီးတယ်အမျိုးသားရေးပဲဖြစ်ဖြစ်နော်တိုင်းရေးပြည်ရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပြောရေးဆိုရေးဆိုတာသိအရေးပါတယ်လို့ထင်လို့ဆိုတာလူတိုင်းဟာပြောတတ်ဆိုတတ်လိမ္မာပတ်နတ်သူတွေဖြစ်အောင်ကြိုးစားဒါအခြေခံအားဖြင့်လူလောကမှာဒီလိုရှိအဲ့တော့အခုဥဒ္ဒရာဆိုတဲ့ထေရီမဒီအရေးကြီးတဲ့အချက်တွေကိုသူတတိထားမိတယ်ဒါကြောင့်သူကဘာပြောတော့ဆိုကာယေနတံဥဒ္ဒအာသိန်သူကဘယ်တော့ဖြစ်ဖြစ်အမှားမလုပ်မိအောင်နော်ကိုထိမ့်သိမ့်နေအမှားမလုပ်မိအောင်
လောကလူတွေကအမှားလုပ်မိထားတာတွေရှိတတ်တယ်ဘယ်တော့မှမမှားအောင်သူတတိထားတယ်ဝါစာယဥဒ္ဒစေတတာနှုတ်နဲ့လည်းအမှားမပြောမိအောင်သူတတိထားခဲ့တယ်စိတ်နဲ့လည်းပဲအမှားမတွေးမိအောင်စိတ်ကိုလည်းပဲထိမ့်သိမ်းဆော့ရှော့ခဲ့တယ်တန်ဝုဒ္ဒဆိုစုစည်းတယ်နော်ဆုပ်ပိတ်တယ်ကိုထိမ့်သိမ်းတယ်ဆိုတာစောင့်စည်းတယ်လို့ဒီလိုခေါ်တယ်အဲ့ဒီစောင့်စည်းမှုဟာတကယ်ကို morality အတွက်အရေးအကြီးဆုံးပဲ morality ဆိုတဲ့နေရာမှာသူကကိုစောင့်စည်းတာနဲ့နှုတ်ကိုစောင့်စည်းတာဟာဒါ morality လို့ခေါ်တယ်ကိုချင်းတရားလို့ဆိုရင်ကိုနဲ့နှုတ်ကိုစောင့်စည်းရအဲ့ဒီစောင့်စည်းမှုဟာအရာရာကိုအောင်မြင်မှုကိုဖြစ်စေလို့အခြေခံကိုချင်းတရားပဲဖြစ်တယ်အေးစိတ်ကိုစောင့်စည်းတာကြတော့အဆင့်မြင့်လာသီလတဲ့ကြော်သွားပြီသူကသီလလို့ခေါ်တဲ့ morality ဟာကိုယ်နဲ့နှုတ်ကိုစောင့်စည်းတာကိုယ်ဒီလည်းရောက်လုပ်တဲ့အလုံးနဲ့ပတ်သက်ပြီးထိမ့်သိမ့်တယ်နှုတ်နဲ့ပြောရမယ့်အလုပ်ကိုထိမ့်သိမ့်တယ်ဒီနှစ်ခုနဲ့ပြည့်စုံရင်ဒီပုဂ္ဂိုလ်ဟာကိုချင်းတရားကောင်းသူဖြစ်သတ်မှတ်ခံရဟုတ်ပြီကိုချင်းတရားကောင်းပြီစိတ်ကိုတော့မထိမ့်သိမ့်ဘူးဆိုလို့ရှိရင်လွယ်မှားမှုတွေဖြစ်လာနိုင်တယ်ဒါကြောင့်မို့အကြောင်းရင်းဖြစ်တဲ့စိတ်ကိုလည်းထိမ့်သိမ့်ရမယ်ဘာဖြစ်လို့တော့လောကလူတွေစကားပြောရင်စိတ်ထဲမှာအရင်တွေးပြီးမှပြောတာအတွေးမှားရင်အပြောမှားမှာအလုပ်လည်းမှားမှာဒါကြောင့်မို့လို့မဂ္ဂင်၈ပါးမှာမြတ်စွာဘုရားဆင်ထားတာကြည့်လေသမ္မာသင်္ကပ္ပဆိုတာ right thought အမှန်ကန်စဉ်းစားတာကိုဆိုလို့မှန်ကန်စဉ်းစားတတ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်မှန်ကန်စီးပွားရေးလုပ်တဲ့ကိစ္စလဲမှန်ကန်စဉ်းစားတတ်ဖို့လိုတာအဲ့ဒီလိုမှန်ကန်စဉ်းစားတတ်မှလူတွေစကားပြောရင်စဉ်းစားပြီးပြောတာဖြစ်သောကြောင့်သမ္မာသင်္ကပ္ပဆိုတာကိုလိုအပ်ချက်ကိုမြတ်စွာဘုရားဟောပြီးတဲ့အခါသမ္မာဝါစာကိုတစ်ဆက်တည်းဟောတာကြည့်တယ်မဂ္ဂင်၈ပါးဖွဲ့စည်းထားတာဟာအယမ်းမဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးအစီအစဉ်တကြဖွဲ့စည်းပေးထားတာဖြစ်တယ်မှန်ကန်တဲ့အတွေးရှိလာရင်မင်းစကားပြောလဲမှန်လာလိမ့်မယ်အေးစကားပြောမှန်ရင်ပြောပြီးလုပ်တာဖြစ်သောကြောင့်တမန်ကမ္မတဆိုတဲ့မှန်ကန်တဲ့လုပ်ငန်းတစ်ခုလည်းဖြစ်လာတယ်လောကလူတွေအသက်မွေးတယ်ဆိုတာအပြောနဲ့အလုပ်နဲ့အသက်မွေးရတာဖြစ်လို့မှန်ကန်လာပြီအပြောလဲမှန်လာတယ်အလုပ်လဲမှန်လာပြီဆိုရင်တမ္မာအာဇီဝမှန်ကန်တဲ့အသက်မွေးမှုဆိုတာဖြစ်လာအဲ့ဒါလို့ဖြစ်လာဖို့ကဘာလို့ကြိုးစားအထောက်မှုမှန်ကန်ရမယ်လို့သူတို့ပြောတယ်ကြိုးစားအထောက်မှုမှန်ကန်တယ်မကောင်းတာတွေမကောင်းတဲ့အတွေ့တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်တွန်းထုတ်တယ်မဖြစ်အောင်ထိန်းတယ်ဖြစ်လာရင်တွန်းထုတ်တယ်ကောင်းတဲ့အတွေ့တွေကောင်းတဲ့ဟာတွေရလာအောင်ကြိုးစားတယ်တိုးတက်လာအောင်ကြိုးစားတယ်ဒီကြိုးစားမှုကတမ္မာဝါယာမလို့ခေါ်တယ်အဲကြိုးစားပြီဆိုလို့ရှိရင်ဘယ်အရာပဲဖြစ်ဖြစ်ဒီ mindfulness လို့ခေါ်တယ်တမ္မာတတိအရေးကြီးဆုံးပဲပေါ့မှန်ကန်အာယုစိုက်တဲ့အလုပ်မှလည်းပဲ mindfulness မရှိရင်မအောင်ဘူးပညာသင်တဲ့အခါမှာလည်း mindfulness မရှိရင်မအောင်မြင်ဘူးဒါကြောင့်စိတ်ဆိုင်ပြီးလုပ်တယ်ဆိုတာအဲ့ဒါပြောတယ်စိတ်ဆိုင်ပြီးလုပ်တယ်အမှားအယွင်းမရှိအောင်စိတ်ဆိုင်တယ်ဆိုတာတမ္မာတတိကိုပြောတယ်အဲ့ဒီစိတ်ဆိုင်ပြီးလုပ်တဲ့အခါမှာစိတ်တည်ငြိမ်မှုဟာအမှန်မြင်မှုအတွက်အထောက်အကူများစွာဖြစ်လို့တမ္မာသမာဓိဆိုတာဒီလိုဟောမြတ်စွာဘုရားရဲ့ချက်မှတ်ထားတဲ့ဗြဟ္မစရိယလို့ခေါ်တဲ့ Nobel Prize ဟာလောကီရေးကိစ္စမှာလည်းပဲတန်ဖိုးတွေအများကြီးရနိုင်တယ်တရားတူတရားမြတ်ရဖို့ကြိုးစားအထောက်ပြီးဆိုရင်လည်းဒီလမ်းကြောင်းမဲ့သွားမှာပဲဒီလိုဆိုလို့ဒါကြောင့်မို့ဥတ္တရာထေရီမပြောတာသူဟာတဲ့ကိုရီလျောက်လှုပ်တဲ့အလုပ်ကိုလည်းထိမ့်သိမ့်လုပ်တယ်မဟုတ်တာမလုပ်မိအောင်သူထိမ့်သိမ့်တယ်ထိမ့်သိမ့်ရတယ်လေနှုတ်ဆိုလူစိတ်ဆိုတာစိတ်ထဲမှာပေါ်လာတာဒိုင်ထလောက်ရတာမှမဟုတ်တာဟုတ်ဆိုပါစို့သမင်းစားရင်တော့မတည့်တဲ့အစားအစာလေးတွေ့ရင်စားခြင်းတယ်နည်းနည်းလေးတော့မြည်ကြည့်ခြင်းလိုက်သေးတယ်မတည့်ပါဘူးဆိုမှပို့စားခြင်းတယ်လူကအဲ့ဒါကိုမထိမ့်သိမ့်လိုက်ဘူးစားလိုက်ပြီဆိုရင်စီးကြိုရှိတဲ့လူကစီးကြိုတက်သွားသွေးတို့ရှိတဲ့လူက pressure တွေမြင့်သွားယောဂရှိတဲ့လူကတခြားယောဂမတည့်တာစားမိရင်သွားတနေ့ကုန်နေထိုင်မကောင်းဖြစ်သွားဒါဒီလိုအကြောင်းတစ်ခုလုံးလိုက်ရင် research ဆိုတဲ့အကျိုးကပေါ်လာမှာပဲအဲ့ဒါမဖြစ်အောင်ဘာလို့ကြိုတင်ဆောင်စည်းတယ်ဒါကို morality လို့ပြောတာเนาะ
လူတွေကဘာနာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိစောင့်တည်နေမှသီလလို့ထင်နေကြတာတကယ်ကစောင့်တည်တာက promise လုပ်တာပဲရှိတယ်ကိုယ့်ကိုအဋ္ဌံလိုက်တာမလုပ်ပါဘူးလို့ကိုယ့်ကိုအဋ္ဌံပြီးတော့လှုပ်ချင်လှုပ်လိုက်တာဆိုဒါအဓိပ္ပာယ်မရှိဘူးနော်မလုပ်ပါဘူးဆိုတဲ့အရာတစ်ခုကိုမလုပ်မိအောင်ထည့်ရမလုပ်မိအောင်ရှောင်းနေလို့ရှိရင်သူအကုသိုလ်ဖြစ်သီလစောင့်တည်ထားလို့ရှိရင်တမာဒါနစေရနာလို့ဆိုရယ်စောင့်တည်တဲ့ကုသိုလ်တော့ရတယ်သို့တော့မလုပ်ပါဘူးဆိုတာကိုတတိပထားပဲနဲ့လှုပ်လိုက်တယ်ဆိုရင်သီလကျိုးတယ်လို့ခေါ်တာပေါ့စောင့်တည်မှုမရှိဘူးဆိုပါတော့ပါဏာတိပါဒအမှုတရားတကောင်ကိုတတ်ဖို့ကျုံလာတယ်ရှောင်လိုက်တယ်မတတ်ဘူးတမ္ပတ္တဝိရတိလို့ခေါ်တယ်စောင့်တည်ထားလို့မဟုတ်ဘူးနော်စောင့်တည်ထားလို့မဟုတ်ရှောင်လိုက်အဲ့တော့ရှောင်မှုကအဓိကဖြစ်တယ်စောင့်တည်မှုတဲ့ရှောင်မှုကပိုအဓိကကြတယ်စောင့်တည်ထားပြီးမရှောင်ရင်အများကြီးပဲလေသီလတော့စောင့်တည်ထားရင်မရှောင်ဘူးဒီလိုဆိုလိုတာရှစ်ပါးသီလတော့စောင့်တည်လိုက်တာပဲဗိုက်စာတော့မနေနိုင်တော့စားလိုက်တယ်ဒါမှရှောင်တာခေါ်တယ်အဲ့တော့ရှောင်တယ်ဆိုတဲ့နေရာကျမှသူကသီလရဲ့စွန့်ရည်တတိယပေါ်လာတာရှောင်ရမယ့်ဟာကိုရှောင်ကိုရှောင်ရတယ်သူကဒီလိုအဲ့ဒီသဘောမျိုးဆိုတာဒါကြောင့်မို့ရှောင်ကျင်မှုဆိုတာစောင့်တည်ထားလို့ရှောင်တာကတစ်မျိုးတွေ့လာတဲ့အခါမှာအတွေ့အကြုံနဲ့ရှောင်လိုက်တာကတစ်မျိုးဘယ်တော့မှမလုံးတော့ဘူးဆိုတဲ့စိတ်ရဲ့ပိုင်းဖြတ်မှုနဲ့ဒီဆိုင်ရာကိလေသာတွေကိုဖယ်ရှားပြီးဖြစ်လို့စိတ်ပိုင်းဖြတ်သွားတဲ့သမုဒ္စေရဝိရတိကိလေသာတွေဖယ်ရှားလို့ဘယ်တော့မှမလုံးတော့ဘူးဆိုတဲ့ဟာကတစ်ခုရှောင်ကျင်မှု၃ခုလို့စာပေကျမ်းကမှာဒီလိုဆိုတယ်စောင့်တည်ထားလို့ရှောင်တာစောင့်တည်ထားလို့မဟုတ်ဘူးကြုံကြိုက်လာတဲ့အခါရှောင်လိုက်တာဒါတစ်ခုသမုဒ္စေရဆိုတာဆိုင်ရာကျွလွန်နိုင်တဲ့ကိလေသာတွေကိုမဲ့နဲ့ပယ်လိုက်တဲ့အခါကျလုံးဝဖြတ်တောက်ပြီးရှောင်လိုက်တာအဲ့ဒါကြတော့နောက်ထပ်ဘယ်တော့မှမကျွလွန်တဲ့ရှောင်ရှင်မှုဖြစ်တယ်အဲ့ဒါကိုသူဆိုလိုတာဥတ္တရာထေရီမကတရားသူတရားမြတ်ကိုရကျင်တယ်စိတ်နှလုံးအေးချမ်းမှုကိုရကျင်တယ်ဘာလို့ကာယေနတံဝုတာကိုယ်နဲ့လုပ်တဲ့လုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်မှရှောင်ကျင်မှလို့ဆိုလို့အမှားမလုပ်ပါနဲ့အမှားကိုရှောင်ကျင်လိုက်တာဝါစာယနှုတ်နဲ့ပြောရမယ်အမှားတွေကိုလည်းရှောင်ကျင်လိုက်တယ်အဲ့တော့ရှောင်ကျင်တယ်ဆိုတာကောင်းတာမလုပ်ဘူးပြောတာမဟုတ်ဘူးမကောင်းတာရှောင်တယ်ကောင်းတာလုပ်တယ်ဒါရှောင်ခြင်းနဲ့ဆောင်ခြင်းဆိုတာနှစ်ခုသွားတယ်သူများတဲ့ကိုတတ်ခြင်းမှရှောင်တယ်ဒါရှောင်တာပဲရှိတယ်လှုပ်ဆောင်ရမှာကဘာလို့ဆိုရင်အကျဉ်းတရားထားမယ်နော်သူ့ပေါ်မှာအကျဉ်းတရားထားမယ်ကုညီစရာရှင်းကုညီမယ်ဟောရှောင်ကျင်မှုရဲ့အထိပ္ပယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒီတိုင်းသွားနေတာသူရှောင်ကျင်ုံတတ်မဟုတ်ဘူးလှုပ်ဆောင်မှုပါသေးတယ်သူများဥစ္စာမခိုးဘူးရှောင်ကျင်တယ်ရှောင်ကျင်ရင်လည်းမကဘူးမတော်တဆမေးနေတဲ့ပစ္စည်းကိုကြော်ညာပြီးပြန်ပေးတယ်ဟုတ်လောက်ရမယ့်ဟာလောက်တယ်စင်ကြယ်အောင်နေတယ်ကာမိတုမိစ္ဆာစာရသူတော်ဘာသာမယာမိသားစုခုံသက်ခါကြောက်လှုပ်ခြင်းမှရှောင်နေစိတ်နဲ့တောင်မပြင်းမမိအောင်ထိမ့်သိမ့်နေဟောဒီလိုဖြစ်ရနော်ရှောင်ခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုအမြဲတမ်းတွဲဖက်ပြီးတော့နေတချို့ကြတော့အဲ့လိုမဟုတ်ဘူးလေဒီတိုင်းနေလို့ရှောင်တချို့ကဘာမှမဖြစ်ရင်ရှောင်မယ်ဆိုတာတစ်ကျုပ်ရဲ့သီလဆောက်တည်နည်းပေါ့တစ်ကျုပ်ဆိုတဲ့အကောင်တစ်ထဲမှာအခါနာကိုခတ်သေးသေးတစ်ကျုပ်ဆိုတဲ့အကောင်ရှိတယ်သူဖမ်းလို့ရမယ့်အကောင်တွေတောကောင်တွေဖမ်းမှုကြိုးစားတာသူဖမ်းနိုင်တဲ့သရဝါတွေနဲ့မတွေ့ရတဲ့အခါကျသူပါစဉ်းစားတော့ဆိုအစာလည်းစားခြင်းနဲ့ဒါပေမဲ့ငါဖမ်းပြီးစားမဲ့အကောင်လည်းမတွေ့ဘူးမတွေ့ပဲတူတော့ငါသီလဆောက်တည်လိုက်မယ်ပေါ့သီလဆောက်တည်လိုက်မယ်ဆိုမျက်စိလေးမေးပြီးတော့ကြောင်နေလို့ပေါ့တစ်ခါတလေကြောင်ဆိုတဲ့ကောင်လည်းအဲ့ဒါလိုပဲသီလဆောက်တည်တာမျိုးလို့မေးပြီးတော့ငြိမ့်နေလိုက်တယ်
အနာနာကြွတ်ထကြက်ဖြတ်မသွားလိုက်နဲ့ထလိုက်တာအဲ့တိကျုပ်ဆိုတဲ့ကောင်လေအနာနာသမင်တို့တရေတို့အတန်နဲ့ကြားလိုက်တာနဲ့ထလိုက်တော့တာခုနကရှောင်းနေဆိုတာလုံးဆရာမရှိတဲ့အခါသူရှောင်းတွေ့ပြီဆိုရင်မရှောင်းတော့ဘူးထလိုက်အဲ့ဒါမျိုးကိုတိကျုပ်သီလလို့ခေါ်တယ်သူနော်တိကျုပ်တွေစောင့်တဲ့သီလမျိုးမရှိလို့ရှောင်းတာမျိုးဘာမှစားစရာမရှိတော့ကဲမထူပါဘူးဘဲဆာဆာနဲ့ဒီတိုင်းပဲရေတောက်ပြီးအိပ်မယ်ဒါလည်းသီလပဲဆိုပြီးတော့ရှောင်းရင်တော့အဲ့ဒါတိကျုပ်သီလလို့ခေါ်တယ်အဲ့ဒါလို့ရှောင်းတာမျိုးတွေလည်းရှိတတ်သေးတယ်သို့တော့အဲ့ဒါမျိုးမဟုတ်ဘူးတကယ်ကိုမိမိရဲ့ခွင်နဲ့ရောက်လာရဲ့တန်းနဲ့မလုပ်ဖဲနေတာမှတကယ်ရှောင်းနော်လောကမှာလူတွေကလည်းခွင်ဖန်တာရှိသေးတာဟုတ်ကိုယ်ခွင်နဲ့ရောက်ရင်အလွတ်မပေးဘူးဆိုတဲ့လူကရှိသေးတယ်အဲ့ဒါလို့လုံးစရာမရှိလို့ကောင်းနေတာမျိုးကအကောင်းမခေါ်ဘူးတဲ့ဝိရိကဆိုတဲ့တထေးမကြီးလိုပဲတာဝတိမျိုးဝိရိကဆိုတဲ့တထေးမကြီးကနာမည်ကြီးတယ်အိရှင်မကြီးဘလို့နာမည်ကြီးတော့ဆိုဝိရိကတိတ်သဘောကောင်းတာသူ့အိမ်မှာစူးစူးဘူးဘယ်တော့မှမလုပ်ဘူးအလွန်သဘောကောင်းတာပဲနဲ့နာမည်ကျော်တယ်ဘာဖြစ်လို့သူသဘောကောင်းနေတယ်လဲဆိုရင်သူ့အိမ်မှာအလောက်လုံးနေတဲ့ housemate ကတိတ်ဝတရားခြေတယ်ဆိုပဲနော် housemate လုပ်တဲ့အမျိုးသမီးကတိတ်ဝတရားခြေတယ်လူလေသေးမရှိအောင်အကုန်ပြင်းစစ်တယ်မနေ့ဆိုလဲအဲ့ခေတ်ကတော့ကော်ဖီတော့မရှိဘူးပေါ့ဒါပေမဲ့ခုခေတ်လိုနားလဲအောင်ကော်ဖီတို့ဘာလို့အကုန်လှုပ်ထားအဲ့ရထလာအကုန်စားစရာတောက်စရာအကုန်ပြင်းစစ်အဲ့တော့သူကစိတ်ချမ်းသာနေဘယ်နေ့မှဆူတာပူတာမရှိဘူးမဆူမပူရအောင်ဟိုလှုပ်ပေးထားတော့သဘောကောင်းတဲ့နဲ့နာမည်ကြီးလာတဲ့အခါမှာအဲ့ဒီသူ့ရဲ့ housemate ကစဉ်းစားတယ်ငါတော်နေလို့ तू ကောင်းနေတာလားနော်စမ်းကြည့်မယ်ပင်ကိုယ်ကစိတ်ကောင်းနှလုံးကောင်းရှိတာလားငါစမ်းကြည့်အောင်နောက်တည့်ရကျတော့အဲ့ရတော်နဲ့မထဘဲနဲ့အိတ်မနဲ့မိုးလင်းသည့်ထိအဲ့တော့အိမ်မကြီးထလာဘာမှအစင်နေမဖြစ်ဘူးဖြစ်လာတော့ဟဲ့ဘာလို့အိတ်နေတော့နေမကောင်းလို့လားမေးတော့ဘာမှမဖြစ်ပါဘူးဆိုတော့အင်းဆိုဖြစ်သွားတယ်နော်ဘာမှမဖြစ်ပါဘူးအိတ်ချင်လို့အိတ်နေတယ်ဆိုတော့နည်းနည်းလေးမျက်မှောင်ကျုပ်သွားတယ်အဲ့ဒီဒေါသလေးကစလာအဲ့ဒါနဲ့နောက်တည့်ဆက်စုံစမ်းအောင်မယ်ဆိုနောက်တည့်ဆက်အိတ်ပြန်ဆက်အိတ်တဲ့အခါကျတော့ဒီလိုပဲသူထလာဘာမှအစင်မဖြစ်ဟဲ့ဘာလို့အိတ်နာတော့ဆိုဘာမှမဖြစ်ပါဘူးဆိုအေးကောင်းမနော်ဆိုပြီးတော့ကျိန်းသွားတယ်တဲ့ဟိနေနော်ဒါနဲ့ပထမနေ့ကတော့မျက်နှာကလေးပြက်သွားရုံလောက်တင်းသွားရုံလောက်တာဖြစ်ပြီးနောက်တည့်ရက်ကျတော့ပါဇက်ကကိုကျိန်းတော့တာစကားနဲ့ကျိန်းမောင်းတယ်နောက်တတိယနေ့ထပ်ပြီးတော့စုံစမ်းလိုက်တဲ့အခါဘာမှမဖြစ်ဘဲနဲ့အေးရမလားလို့ဆိုပြီးတော့အဲ့ဒီခေတ်ကတကားပိတ်တဲ့အခါတန်ခေါက်ကြီးတွေတော့လို့ဟာမျိုးတန်ခေါက်ကြီးတွေနဲ့ပိတ်တာအဲ့ဒီတန်ခေါက်ကြီးယူပြီးတော့ခေါင်းကိုရိုက်ခွဲလိုက်တာနော်အေးရမလားလို့ခေါင်းရိုက်လိုက်တယ်ဟောသွေးရဲတန်ရဲခေါင်းပေါက်သွားပြီဆိုမှအဲ့ဒီ housemate ကအိမ်ပြင်မဲ့ထွက်ပြီးတော့ကြည့်ကြပါအောင်နော်သဘောကောင်းတယ်ဆိုရင်အိမ်ရှင်မကြီးခေါင်းကိုရိုက်ခွဲတာဟောဒီမှာသွေးတွေနဲ့ဆိုအဲ့ဒီအစားပြီးတော့ဆိုးတယ်ဆိုတဲ့သတင်းကျသွားအဲ့တော့အဲ့ဒီနေရာမှာဆိုလိုတာဘာလို့ဆိုရင်သူများကောင်းလို့ကောင်းနေတဲ့အကောင်မျိုးကိုမဆိုလိုဘူးလို့ဆိုလို့နော်သူများကောင်းလို့ကောင်းအဆိုးထဲမှာတကယ်ကောင်းတာဖြစ်ဖို့လိုတယ်လို့ဆိုလို့အဲ့တော့အကူကြီးပတ်ဝန်းကျင်ကကောင်းနေလို့သူတော်ကောင်းဖြစ်နေတဲ့အကောင်မျိုးမလိုအပ်ဘူးအဲ့ဒီဟာမျိုးကိုဆိုလိုတာမဟုတ်ဘူးပတ်ဝန်းကျင်အဆိုးထဲမှာကိုသူတော်ကောင်းဖြစ်ပြီဆိုမှမှန်ကန်တဲ့သူတော်ကောင်းဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့အဆိုးထဲမှာကိုပဲကာယေနတံဝုဒ္ဒအာတိကိုယ့်ရဲ့လောရတွေကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့တယ်ဝါစာယပြောစရာတွေကြမ်းကြမ်းထန်ထန်ပြောဖို့တွေကြုံလာမပြောအောင်ထိမ့်သိမ်းခဲ့တယ်ဥဒ္ဒစေတသာစိတ်ထဲကလည်းပဲမကျေနပ်တာတွေရှိတာတွေကိုလည်းထိမ့်သိမ်းခဲ့တယ်
ပတ်ဝန်းကျင်ထဲမှာအဆိုးထဲမှာကောင်းအောင်လုပ်နိုင်တဲ့လူကမှတကယ်ကိုတန်မိုးရှိတဲ့ morality လို့ပြောမှာတဲ့သူများကောင်းလို့ကိုကောင်းနေတဲ့အကောင်မျိုးကတော့ရေရှည်မခံဘူးပေါ့ရေရှည်ခံတာမျိုးမဟုတ်ဘူးခုနတစ်ကျုပ်တီလာဆောင်တယ်လို့ပဲစားစရာမရှိလို့ဥပုသ်ဆောင်တဲ့အဆောင်မျိုးပဲဖြစ်မယ်ကိုဒီကိုကပင်ကိုကကောင်းတဲ့ဟာမျိုးဖြစ်အောင်ကြိုးစားရမယ်လို့ဒီလိုဆိုလို့တယ်ပေါ့အဲ့ဒါလို့ကိုချင်းတီလာနဲ့ကောင်းပြီးတော့စိတ်ကလည်းတည်ငြိမ်မှုတွေရသွားပြီဆိုလို့ရှိရင်ဘာဖြစ်လဲတမူလံတဏမပု္ပ္ပရှတိတိဘူတံမိနေဗုဒ္ဓလောကမှာတိတိဘူတစိတ်နှလုံးအေးချမ်းမှုအသိအရေးကြီးတယ်စိတ်နှလုံးအေးချမ်းမှုဆိုတာလူတိုင်းရနိုင်တဲ့အရာမဟုတ်ဘူးစီးပွားဥစ္စာတွေဘလောက်ချမ်းသာစိတ်နှလုံးအေးချမ်းမှုများကြလူတွေကပြောကြတယ်ချမ်းသာတယ်ဆိုတာဘာနဲ့ပြောနေကြတာတော့ဆိုပိုက်ဆံတွေရှိတာကိုချမ်းသာတယ်လို့ပြောတယ်ပိုင်ဆိုင်တဲ့အရာတွေအများကြီးရှိတာကိုချမ်းသာတယ်လို့ပြောတယ်လောကလူတွေကလူချမ်းသာလို့သတ်မှတ်တာပိုင်ဆိုင်တဲ့ပစ္စည်းတွေများတာကိုသာလင်လူချမ်းသာလို့ပြောတာအဲ့ဒါဟာတကယ်ချမ်းသာသလားလို့ချမ်းသာတဲ့လူတွေမေးကြည့်ပေါ့နော်ချမ်းသာတဲ့လူတွေကမတောင်းမတမကြောင်းမကြရနဲ့ပတ်စံချမ်းသာတဲ့လူတွေရောစိတ်ထဲမှာတကယ်ချမ်းသာနေသလားလို့ဆိုဘယ်ချမ်းသာမှာတော့သူတို့ပို့ပြီးတောကများတယ်နော်ပတ်စံများရှိလေတောကများရှိလေအဲ့ဒါလို့စိတ်နှလုံးအေးချမ်းမှုဆိုတဲ့ချမ်းသာဒုက္ခဆုံးရှုံးနေကြတယ်လောကလူတွေဆုံးရှုံးနေကြအဲ့ချမ်းသာဒုက္ခရအောင်ကြိုးစားဖို့လိုရတယ်ပတ်စံရှိလို့ချမ်းသာတဲ့ချမ်းသာမှုမျိုးနဲ့စိတ်နှလုံးအေးချမ်းလို့ချမ်းသာတာမတူဘူးလေမတူဘူးပတ်စံရှိလို့ချမ်းသာတဲ့ပုဂ္ဂိုလ်ကသူသုံးကျင်တာသုံးရတယ်ဝယ်ကျင်တာဝယ်ရတယ်စားကျင်တာစားရတယ်ဆိုတဲ့ချမ်းသာမှုမျိုးတော့သူရှိမှာပေါ့သို့တော့ပူပန်မှုတွေကြောင်းကြမှုတွေဟာသူ့မှာများတယ်ဒါကြောင့်မို့လို့အလွန်ချမ်းသာတဲ့လူတွေဟာနိုင်ငံတကာမှာရှိတယ်သိချမ်းသာပြီးတော့စီးပွားရေးအဆင်မပြေဖြစ်လာရင်ကိုယ့်ကိုယ်တတ်သိသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဂျပန်နိုင်ငံဆိုရင်ဗမာတွေကထင်ကောင်းဂျပန်တွေချမ်းသာတယ်လို့ထင်သို့တော့ဂျပန်နိုင်ငံဟာလူတွေစူးစိုက်လုပ်တာအများဆုံးနော်ကိုယ့်ကိုယ်တတ်သိတာဂျပန်မှာများဘာကြောင့်လဲစိတ်ချမ်းသာမှုမရလို့စိတ်ချမ်းသာမှုမရတဲ့မြလူတယောက်ဟာကိုယ့်ဘဝကိုဆက်လက်ရှင်သန်ခွင့်ပေးမှာမဟုတ်တော့ဘူးဒီလိုဆိုလို့အဲ့စိတ်ချမ်းသာမှုကပိုအရေးကြီးတယ်ဒါကြောင့်မို့တိတိဘူတံမိနေဗုဒ္ဓဟောဒီဥတ္တရာထေဒီကတော့သူကသူပြောတယ်တိတိဘူတအေးနေတာသူရင်ထဲမှာပူတာတခုမှမရှိဘူးအေးနေတယ်ဘယ်သူအတွက်မှလည်းမပူလောကလူတွေကသူများအတွက်ပူစရာမရှိရင်ကိုယ့်ကိုယ်ပူတယ်နော်ကိုယ့်အတွက်ကိုယ်ပူတယ်သူ့အတွက်လည်းမပူကိုယ့်အတွက်လည်းမပူဘူးဆိုမှအပူငြိမ်းပါလေပူငြိမ်းပါသားသမီးမရှိဘူးမိတ်ဆွေမရှိဘူးတယောက်ထီးတကူဒီလို့ပြောကြတယ်တကူဒီဆိုရင်ဘာမှမပူရဘူးလို့စိတ်ထင်တယ်သူ့အတွက်သူပူနေတာသူများအတွက်မပူရရင်သူ့အတွက်တချို့ကျတော့အငှားတောင်ပူသေးတယ်သားသမီးမွေးစားပြီးအငှားသွားပူလိုက်ဟာကိုယ်မှာပူစရာမရှိရင်ပူစရာကိုရှာထားတယ်ဝဲကိုဝယ်ပြီးတော့ပူသေးတယ်ချောပူစရာလေးတွေဝယ်ထားလိုက်သေးတာပေါ့နော်အဲ့ဒါလို့လောကကြီးဟာစိတ်နှလုံးအေးချမ်းမှုကိုပူလောင်စေတတ်တဲ့အရာတွေရှိနေတယ်အဲ့ဒါရှိနေတာအဓိကပါတော့သားသမီးပူတာသားသမီးကြောင့်ပူရတာလားသားသမီးရှိလို့ပူတာလားတို့ကိုပူတယ်ဆိုရင်လေကိုရှိနေလို့ပူတာလားပိုက်ဆံဓနငွေကြေးတွေအတွက်ပူရင်ဓနငွေကြေးကြောင့်ပူတာလားလို့မေးလိုက်လို့ရှင်အဲ့ဒါတွေကအဓိကမဟုတ်ဘူးနော်ပူရတယ်ဆိုတာအဲ့ဒါတွေကအဓိကမဟုတ်ဘူးတကယ်တရားခံအစစ်ကဘယ်သူတုံးဆိုရင်တွေ့တာမှုပဲဖြစ်တယ်ကိုယ်ရင်နဲ့နှလုံးထဲမှာရှိနေတဲ့တွေ့တာမှုကပူလောင်မှုကိုဖြစ်စေနော်တွေ့တာမှုသည်ပူလောင်မှုကိုဖြစ်စေစဉ်းစားကြည့်လေဇနီးမောင်နှံနှစ်ယောက်ဟိုးမွေးလာတဲ့အချိန်မှာတယောက်မသိကြသေးဘူးနော်မသိကြသေးဘူးဆိုတာမသိကြသေးတဲ့အချိန်တွေ့တာမှုမရှိသေးသမျှသူဟာပူလောင်မှုသူတို့အချင်းချင်းကြားမှာပူလောင်မှုမရှိဘူးဆက်သွယ်မှုမရှိရင်ပူလောင်မှုမရှိဘူး
ဆက်သွယ်လာပြီဆိုတဲ့နောက်ကျတော့ပူလာပြီလေဘာဘူးဆိုလားညာဘူးဆိုလားနော်အဲ့ဒါလို့ရီးစားဘူးတို့ဘာတို့ပေါ့ဒီလိုဟာမျိုးတွေပေါ့မသိခင်တော့ဒီအပူမရှိဘူးလေသိလာပြီဆိုရင်အပူတွေပေါ်လာတယ်ဒါဘယ်သူကြောင့်ပေါ်လာတော့ဆိုဆက်သွယ်မှုတွေ့တာမှုကနေပူသားသမီးမရှိခင်ကသားသမီးအတွက်မဟုတ်ဘူးသားသမီးရှိလာပြီဆိုတဲ့အခါမှာသားသမီးပေါ်မှာချစ်ခင်တဲ့တွေ့တာမှုပေါ်လာအဲ့တွေ့တာမှုပေါ်လာရင်ပူလောင်မှုဆိုတာလာတော့တာအဲ့ဒါလို့ပူလောင်မှုကိုဘယ်သူကဖိတ်ခေါ်လာတာတော့ဆိုရင်တွေ့တာမှုကဖိတ်ခေါ်လာဒါဖြင့်ပူလောင်မှုကိုဖယ်ရှားခြင်းလို့ရှိရင်တွေ့တာမှုကိုဖယ်ရလိမ့်မယ်ဒီလိုဆိုတာပေါ့နော်မှန်ကန်တဲ့ကျင့်စဉ်ပူလောင်မှုတွေကိုဖယ်ရှားပြီးစိတ်နှလုံးအေးချမ်းစွာနေခြင်းနဲ့ဆိုလို့ရှိရင်ဘာကိုပူတာလဲအဲ့ဒီပူတဲ့အရာနဲ့ကိုယ်စိတ်ထဲမှာတွေ့တာမှုကဘာလဲအဲ့ဒီတွေ့တာမှုဆိုတဲ့ကြိုးဖြတ်ဖို့လို့ဆိုလိုတာကစက္ကူလေး2ရွက်ကိုတရွက်ပေါ်တရွက်ထပ်ပြီးတော့ထားနော်တူတူရှိနေတယ်သို့တော့အဲ့စက္ကူ2ရွက်ချားမှာစူပါဂလူးမရှိသမျှဒီစက္ကူကတစ်ချက်စီခွဲလို့လွဲတယ်နော်တွေ့တာမှုမရှိဘူးဆိုရင်ဒီစက္ကူဟာဘယ်ချိန်ကောက်ယူတရွက်စီဖြစ်တယ်ဘယ်တော့မှမတွေ့ဘူးဆိုလို့ရှိရင်အဲ့ဒီစက္ကူ2ရွက်ချားမှာစူပါဂလူးလေးထည့်လိုက်ပြီးဆိုရင်ဒီစက္ကူကိုခွာဖို့ကြိုးစားရင်စုပ်တော့မှာသိချာအဲ့ဒါစူပါဂလူးဟာဘာလဲတွေ့တာမှုကိုပြောလူတွေကတော့ထင်ရမယ်သားကိုတွေ့တာတယ်သမီးကိုတွေ့တာတယ်ပစ္စည်းကိုတွေ့တာတယ်စီးပွားဥစ္စာတွေ့တာတယ်လို့ပြောတယ်အဲ့ဒီစီးပွားဥစ္စာနဲ့ကိုယ်စိတ်သားသမီးနဲ့ကိုအဲ့ဒီချားမှာစူပါဂလူးရှိနေတယ်အဲ့ဒီစူပါဂလူးပဲဖယ်ခိုင်းတာသားသမီးကိုဖယ်စရာလည်းမလိုပစ္စည်းဥစ္စာတွေကိုဆွန့်လွတ်ရမှာလည်းမဟုတ်ဘူးဘာကိုဆွန့်လွတ်ရမှာလဲဆိုနှစ်ခုချားမှာတွေ့ထားတဲ့စူပါဂလူးလေးကိုဖယ်ခိုင်းတာအဲ့ဒါဖယ်လိုက်လို့ရှိရင်အတူနေကိစ္စမရှိဘူးအိမ်မှာလည်းအတူနေဘာမှမဖြစ်ဘူးမတွေ့ရင်ဘာမှမဖြစ်ဘူးတွေ့လို့ဖြစ်တယ်တွေ့တာမှုဆိုတာတောကကိုမွေးဖွားစေတယ်ပေါ့တွေ့တာမှုကတောကကိုမွေးဖွားဒါမို့ပိယတော်ဆိုင်တိတောကောပိယတော်ဆိုင်တိဖေယချစ်ခင်တွေ့တာမှုကြောင့်တောကဆိုတာလာတာတဲ့ပိယတော်ဆိုင်တိဖေယဘေးရန်အနေကြုံတာဆိုတာလေချစ်ခင်မှုကြောင့်ဖြစ်လာတာဒါကြောင့်မို့ချစ်ခင်မှုဆိုတာစူပါဂလူးနဲ့အလားတန်တူတယ်နှစ်ခုကြားမှာကတ်သွားအောင်လုပ်တဲ့ဟာနဲ့အရာတူတယ်အဲ့ဒါကိုဖယ်လိုက်လို့ရှင်နော်ပစ္စည်းဥစ္စာဆိုတာမရှိအောင်မဟုတ်ရှိမှာပဲသာသမီမရှိအောင်မဟုတ်ရှိမှာပဲနော်စီးပွားဥစ္စာတွေလည်းရှိတာသို့တော့အဲ့ဒီပုံမှာတွေ့တာမှုလေးတွေကိုရှော့လိုက်ပြီဆိုလို့ရှင်တောကလည်းရော့ကျသွားတယ်ဒါကိုဆိုလို့တယ်နော်တိတိဗုဒ္ဓမိနေဗုဒ္ဓရှင်တဲ့နှလုံးထဲမှာအေးချမ်းပြီးတော့နော်ငြိမ်းချမ်းသွားဘဝငြိမ်းချမ်းသွားအဲ့ဒီလိုငြိမ်းချမ်းသွားဖို့ဘာကိုလုပ်ရမှာလဲဆိုတမူလံတဏမတ်ဖို့ရှာခုနဒီနှစ်ခုအတွင်းမှာဆက်သွယ်ပြီးတော့တွေ့တာနေတဲ့တဏှာကိုဖယ်လိုက်ပါတဲ့အဲ့တဏှာကိုဖယ်တဲ့အခါမှာတမူလံသူ့ရဲ့အမြင့်နဲ့တကွတဏှာကိုဖယ်လိုက်ပါသူ့ရဲ့အမြင့်ဆိုတာဘာလဲလို့ဆိုရင်တဏှာဟာတဏှာရဲ့အမြင့်တစ်ဖွဲ့ဖြစ်တာကအမှန်မသိမှုပဲအမှန်မသိမှုဆိုတဲ့အဝိဇ္ဇာသူ့ရဲ့အမြင့်ပဲဘာဖြစ်လို့တော့ဆိုအမှန်မသိမှုအဝိဇ္ဇာကဖုံးကွယ်ထားလို့ရှိရင်တဏှာကတွေ့တာပဲအမှန်သိပြီဆိုတဲ့အခါမှာတွေ့စရာမရှိတော့ဘူးဒါကြောင့်မို့အမှန်မသိကအဝိဇ္ဇာကဖုံးထားသည့်အတွက်ကြောင့်အပြစ်မမြင်ဘူးအပြစ်မမြင်သည့်အတွက်ကြောင့်ချစ်ခင်လာတယ်ချစ်ခင်လာတော့တွေ့တာတယ်တွေ့တာသည့်အတွက်ကြောင့်တောကတွေထုတ်လုပ်တယ်လို့ဟောတာတရားသဘောအရဒီလိုစဉ်းကျင်စဉ်းစားအဖြေရှာရင်လည်းဒီတိုင်းပဲရှာနော်ရှင်တဲ့နှလုံးထဲမှာပူလောင်မှုတွေကင်းပြီးတော့အေးချမ်းချမ်းနေခြင်းနဲ့ဆိုလို့ရှိရင်နေနိုင်မှုကြိုးစားတဲ့ဆိုရင်ဟောဒီအာယုန်နဲ့စိတ်ချမ်းမှာတွဲနေတဲ့ကော်စည်းကိုဖယ်ဖို့လိုတယ်သို့မဟုတ်ပစ္စည်းနှစ်ခုကိုခြိထားတဲ့တွဲပြီးတော့ခြိထားတဲ့ကျိုးဖြတ်တောက်ဖို့လိုတယ်ဒီလိုဆိုလို့ဒါကိုတန်ရောစင်ကျိုးလို့လည်းခေါ်တယ်နော်
နှစ်ခုကြားမှာတွေ့ထားတဲ့တန်ရုံးစင်ကျိုးတန်ရုံးစင်ကျိုးဆိုတာချစ်ခင်ခြင်းသာတန်ရုံးစင်ကျိုးမဟုတ်ဘူးမုန်းတီးခြင်းလည်းတန်ရုံးစင်ကျိုးပဲအညို့တေးထားတာလို့ရှိရင်မုန်းတဲ့လူဆိုပိုတတိယသေးတယ်နော်အမြင်ကတ်တာနဲ့တတိယအမြင်ကပ်ပြီးတတိယတာသူထားလောကလူတွေရဲ့စိတ်ဟာအမှန်တမ်းဆန်းကျဲတယ်ချစ်ခင်လို့တတိယတာကတစ်မျိုးမုန်းလို့တတိယတာတစ်မျိုးနှစ်ခုစလုံးဟာတန်ရုံးစင်တွေကြီးပဲကောချီနှောင်ထားတယ်အဲ့ဒါကြောင့်မလို့တမူလံတဏမတ်ဖို့ရှာတဏကိုဖဲပလိုက်တယ်အမြင့်နဲ့တကွာဖဲပလိုက်ဖဲပြစ်လိုက်လို့ရှိရင်တိတိဘုဒ္ဓရင်ထဲနှလုံးထဲမှာအေးချမ်းသွားလိမ့်မယ်အဲ့ဒီအေးချမ်းမှုကြုံလာလို့ရှိရင်နောက်ဆုံးမှာထာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမှာဖြစ်တယ်လို့ဒီလိုဆိုလိုတာအဲ့တော့သူဟောပြောတဲ့သူ့ရဲ့ရင်တွင်းစကားဟာဘလောက်မြင့်မားသလဲဆိုတာစဉ်းစားကြည့်အေးချမ်းချမ်းနေနိုင်မှုအတွက်ဘာလုပ်ရမလဲဆိုတာရှင်းရှင်းလေးရဲ့နော်အေးလူတယောက်ဟာအေးချမ်းစွာနေခြင်းမီစိတ်နှလုံးအေးအေးချမ်းချမ်းနဲ့တန်တရားဝကြီးကလည်းလွတ်တယ်ဆိုတော့ဆင်းရဲဒုက္ခတွေလုံးဝမရှိဘူးအလုံးငြိမ်းချမ်းတော့လှုပ်ချင်တယ်ဆိုရင်ဘာလဲနံပါတ်1ကကိုယ်ဒီလည်းရောက်လှုပ်တဲ့အလုပ်တွေကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်အပြောအဆိုတွေကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်အပြောအဆိုနဲ့ကိုယ်ဒီလည်းရောက်ထိမ့်သိမ်းဆောက်ရှောက်လိုက်ရင်လူမှာစိတ်ပူစရာတွေရော့သွားတယ်စိတ်ပူစရာရော့မဟုတ်တာလုပ်ရင်ပိုစိတ်ပူရတယ်လေမဟုတ်တာမလုပ်တော့စိတ်ပူစရာကိုမှမရှိတော့ဟောစိတ်ကိုထိမ့်သိမ်းလိုက်တဲ့ဖြင့်အမှားယွင်းအတွေးတွေလည်းရော့သွားတယ်စိတ်ပူစရာတွေရော့ကြတယ်ဒါရင်ပြီးလာလဲဆိုမပြီးသေးဘူးစိတ်ထဲနှလုံးထဲမှာတွယ်ကပ်ပြီးတော့နေတဲ့တွေ့တာမှုဆိုတဲ့တဏှာကိုဖယ်ဖို့လိုသေးတယ်အဲ့ဒီတွေ့တာမှုဆိုတဲ့တဏှာကိုကြံတဲ့ကိလေသာတွေအဝိဇ္ဇာဆိုတဲ့အမြင့်ကစပြီးကြံတဲ့ကိလေသာတွေပါဖယ်လိုက်ပြီဆိုလို့ရှိရင်တော့ရှင်တဲ့နှလုံးထဲမှာပူလောင်စေတဲ့အရာတစ်ခုမှမရှိဘူးလောကကြီးမှာသူဟာအေးအေးချမ်းချမ်းနဲ့ဗာနဲ့အလားတရတူတော့ဆိုလို့ရှိရင်ကြည့်လေကြာပန်းလေးတစ်ပန်းကြာပန်းလေးတစ်ပွင့်ဘယ်မှာပေါက်ရေထဲမှာပေါက်ကြာဘက်တရားရေထဲမှာရှိတယ်သို့တော့အဲ့ဒီကြာပန်းကိုရေနဲ့ဖြန်းညင်တော့ဖြန်းရေဟာကြာပန်းကိုလူးသွားတာမရှိဘူးကြာပန်းပေါ်ကြာဘက်ပေါ်ရေဟာတင်းမနေနိုင်ဘူးလုံးပြီးတော့စီးဆင်းသွားတာပဲရေထဲမှာပေါက်တဲ့ကျန်းဟာရေနဲ့မလူးသလိုပဲရေနဲ့မပေးသလိုလောကထဲမှာမွေးလာတဲ့ကိုယ်ဟာလည်းဘယ်ပေါ်မှမတွေ့တာသည့်အတွက်ကြောင့်မပေတော့ဘူးဆိုတာယဟန္တာတို့ဖရာတို့ဆိုတာအဲ့လိုနေတာနော်လောကထဲမှာတော့နေတယ်သို့တော့မြတ်စွာဘုရားလောကထဲမှာမွေးတယ်လောကထဲမှာကြီးတယ်သို့တော့လောကနဲ့တွေ့တာမှုဆိုတာမရှိဘူးအင်တမလွတ်လပ်ပြီးတော့လောကကိုအလှဆင်တဲ့ရေပြင်ကိုအလှဆင်တဲ့ကြာပန်းလိုပဲလောကကြီးကိုအလှဆင်တဲ့ဖရာယဟန္တာအနေထားမျိုးဖြစ်သွားတယ်လို့ဆိုဒီလိုဆိုတာနော်အဲ့ဒီအစစ်မျိုးရအောင်ကျင့်ကြံကြုတ်ကိုအထောက်အမဲလို့ဥတ္တရာထေရီမကဒီလိုရင်တွင်းစကားကိုဟောကြားကြတာဖြစ်တယ်ဟောနောက်တစ်ခါ16ယောက်မြောက်ဖြစ်တဲ့သူမနာဆိုတာသူကအသက်တော်ကြီးမှဘိက္ခုနီဝတ်လာအတော်ကိုကြီးမှအဖွားအိုကြီးဖြစ်မှသူဝတ်လာအဲ့ဒီသူမနာဆိုတာသူ့ရဲ့ရင်တွင်းစကားလေးကိုမှတ်သားနိုင်ယူချင်သူကအသက်ကြီးမှဘိက္ခုနီဘဝရောက်လာဘာဖြစ်လို့သူအသက်ကြီးသည်ထီအောင်ရောက်လာရတယ်ဘာကြောင့်သူဟာသာသနာပေါင်းဝင်လာသူကဘသူလဲလို့သူစัจကြောင်းကိုကြည့်လိုက်မယ်ဆိုရင်သူကမင်းသမီးတူပဲဘုရင်နန်းတော်မှာကြီးပြင်းကြတဲ့ခတ္တိယမင်းသမီးတူပဲတာဝတိမြို့ကိုပထမအုပ်စိုးတဲ့ဘုရင်ကြီးကိုမဟာကောသလမင်းလို့ခေါ်တယ်အဲ့ဒီမဟာကောသလမင်းရဲ့နှမဲတော်မင်းသမီးကြီးသူကအိမ်အောင်ကြလားမကြလားတော့စာထဲမှာမပါတော့ဘူးเนาะမကြတဲ့သဘောတော့ရှိကောင်းရှိလိမ့်မယ်အဲ့ဒီမဟာကောသလမင်းကြီးဆိုတာရဲ့နှမမဟာကောသလမင်းကြီးယာတုအသက်အရွယ်ကြီးလာတဲ့အခါမှာသူ့ရဲ့ယာတုကိုဆက်ခံတာဘယ်လိုဆိုရင်သားတော်ဖြစ်တဲ့ပတိနတိကောသလမင်းကဆက်ခံ
အဲ့ဒီပတိနတိကောသလမင်းကြတော့မြတ်စွာဘုရားနဲ့တက်တူရွယ်တူသူကနော်ဘုရားနဲ့တက်တူရွယ်တူမြတ်စွာဘုရားနဲ့တက်တူရွယ်တူဆိုမြတ်စွာဘုရားလက်ထက်ဘုရားကတာဝတိပြည်ကြွပြီဆိုတဲ့အခါအနာရဝိတထေးကြီးကပင့်လို့တာဝတိပြည်ကြွတဲ့အခါမှာအဲ့ဒီပတိနတိကောသလမင်းကဘုရားဘာသာမဖြစ်သေးဘူးမဟာကောသလမင်းကြီးကတော့မရှိတော့အဲ့ဒီမဟာကောသလမင်းကြီးရဲ့နမတော်ဖြစ်တဲ့သူမနာဆိုတာရှိသေးတယ်အဲ့တော့ပြောမယ်ဆိုရင်ပတိနတိကောသလမင်းရဲ့အကြီးတော်လို့ပြောရမှာနော်အကြီးလို့ခေါ်အဖေရဲ့အမတ်နှမကိုအကြီးလို့ခေါ်တယ်ခုခေတ်တော့ခေါ်ကြခေါ်နေကြတာအန်တီတွေကြီးပဲဖြစ်ကုန်တာလားမသိဘူးအဲ့တော့အဖေဘက်ကဆိုလို့ရှိရင်အကြီးအမေဘက်ကဆိုရင်အတော်ကြီးတော်မှန်အောင်ခေါ်လို့ရှိရင်အဲ့ဒါလို့ခေါ်မြန်မာစကားမှာနော်အဖေဘက်ကညင်မတွေအမတွေအမေဘက်ကညင်မတွေအမတွေဟာခေါ်ပုံခေါ်နည်းမကွာမတူဘူးနော်ခေါ်ပုံခေါ်နည်းမတူစာပေမှာရှိတယ်အဲ့တော့အဖေဘက်ကအမညင်မဆိုလို့ရှိရင်အကြီးတော်တယ်အမေဘက်ကအမညင်မဆိုရင်အတော်တော်တယ်အဲ့တော့အန်တီကတော့ဒီကျင်အတီပေါ့ဒါနော်ဗမာစကားမှမဟုတ်တာနော်ပါဠိမှာအဲ့လိုကွဲပြားရှိတယ်ကွဲပြားခွဲထားတယ်အခုကမဟာကောသလမင်းကြီးဆိုတဲ့ပတိနတိကောသလမင်းကကြည့်မယ်ဆိုရင်မဟာကောသလမင်းကြီးကသူ့ရဲ့အဖေကိုအဖေရဲ့ညီမဆိုတော့သူကအကြီးတော်တယ်ပေါ့အဲ့ဒါကိုအမနဲ့ညီမကိုခွဲခေါ်ခြင်းအကြီးကြီးအကြီးလေးပေါ့အဲ့လိုပြောမှာနော်အဲ့တော့ဟုတ်ပြီပတိနတိကောသလမင်းနန်းဆက်တဲ့အခါမှာကောသလမင်းကြီးကမရှိဘူးသို့တော့ဘသူရှိသေးတုံဆိုရင်မဟာကောသလမင်းကြီးရဲ့အမေကြီးကရှိသေးတယ်အဖွားအေကြီးပေါ့သူတို့နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကောသလမင်းနဲ့ကြည့်မယ်ဆိုရင်ပတိနတိကောသလမင်းကနေကြည့်အဖွားရှိသေးတယ်အဲ့ဒီအဖွားကသူခုပြောတဲ့သူပနာရဲ့အမေပေါ့နော်အဲ့ဒီဖွားအေကိုသူကလှုပ်ကြွေးပြုစုနေရအဖွားကြီးရှိနေသေးတယ်တက်ရှိတယ်သူကဒါကြောင့်မို့အဖွားကိုပြုစုရင်းနဲ့နန်းထဲမှာပဲသူနေတယ်ပတိနတိကောသလမင်းကြီးရဲ့နန်းတော်ကိုမြတ်စွာဘုရားကြွလာတဲ့အခါပထမဆုံးကြွတဲ့အခါမှာကောသလမင်းကြီးကစကားပြောတာငေါတော်ပြောတတ်တယ်သူကနော်ဘုရားကိုမကြည်ညိုသေးတဲ့အချိန်မှာဆိုရင်ဘာပြောလဲလို့ဆိုရင်ကျန်တဲ့ဒီတာဝတိကိုရောက်လာတဲ့ဘာသာရေးခေါင်းဆောင်တွေနဲ့ပတ်သက်လာရင်သူမေးခွန်းမေးလိမ့်ရှိတယ်ဘာမေးလဲကိုရောရောဗုဒ္ဓပဲလားနော်အလုံးကိုသိတဲ့တပ္ပညုဗုဒ္ဓလားအဲ့ဒီခေတ်ကတပ္ပညုဗုဒ္ဓတွေကအများကြီးပေါ်နေတာအဲ့တော့ဂေါတမဘုရားနန်းတော်ရောက်လာတဲ့အခါဘယ်လိုလဲကိုရောရောဗုဒ္ဓပဲလားနော်ဗုဒ္ဓလို့နာမည်ခံသလားလို့ဆိုမြတ်စွာဘုရားကဘာပြန်ပြောလိုက်တော့ဆိုရင်အေးလောကမှာဗုဒ္ဓလို့ပြောရင် तू ကလွဲပြီးတခြားလူပြောစရာမရှိဘူး तू ကဗုဒ္ဓအစစ်ပဲလို့မြတ်စွာဘုရားအဲ့လိုရဲကြီးပြန်ပြောတဲ့အခါကျတော့အဲ့ဘုရင်က तू ကမင်းဆိုတာမျိုးကဘယ်သူမှကူမဆိုင်တဲ့လူမျိုးကိုအဲ့တော့အဲ့ဒီလိုပြောတာကို तू ကမကြည်မနှက်ဖြစ်ပြီးဘာလုပ်လဲဆိုရင်ကိုတော်ကအသက်လဲငယ်သေးတယ်ပေါ့ခုမှလည်းသာသနာပေါင်းရောက်တာမကြသေးဘူးဘာလို့ဆိုဖျားဖြစ်တာ2 နှစ် 3 နှစ်လောက်ပဲရှိသေးတာသာသနာပေါင်းရောက်ပြီးတော့တရားကျင့်ပြီးတော့လာတာလည်းမကြသေးဘူးဟိုတက်ကြီးရွယ်အိုတွေမေးရင်တောင်မှဗုဒ္ဓလိုဝန်မခံရဲကြဘူးကိုရောဘာလို့ဝန်ခံလဲလို့ဆိုအဲ့ဒီမှာမြတ်စွာဘုရားရှင်းပြငယ်တိုင်းသွားပြီးတော့အထင်မသေးနဲ့ငယ်ပြီးတော့အထင်မသေးရတဲ့အရာ 4 ခုရှိတယ်နံပါတ် 1မင်းဆိုးရာဇာမင်းသားငယ်ငယ်လေးဆိုပြီးသွားအထင်မသေးနဲ့ तू အာနာရလာရင်ဒုက္ခပေးလိမ့်မယ်အဲ့ဒါအထင်မသေးရမွေလေးမပွေးလေးတကောင်တော့မို့အစိတ်တောက်ရှိတဲ့မွေလေးကိုပေါက်စားလေးပဲဆိုပြီးတော့မယုံမသိမလေးမစားသွားမလုံးနဲ့ तू ကြိုက်လို့ရှင်ဟောမွေပေါက်စားလဲသွားပြီးတော့မလေးမစားမလုံးနဲ့တခါမီးဒီမီးလေးကမဖြစ်တော့ပါဘူးမလောင်တော့ပါဘူးဆိုပြီးတော့မီးကိုအင်အားမရှိဘူးဆိုပြီးတော့မီးချွင်းမီးချံနေပြစ်ထားလိုက်လို့ဩမျိုးတွေရွာတွေမီးလောင်ခါ
င်သေးတယ်လို့ခေါ်တယ်မိကိုလည်းအထင်မသေးနဲ့မင်းသားငယ်ကိုလည်းအထင်မသေးနဲ့အစိတ်ရှိတဲ့တရားဝါကိုလည်းအထင်မသေးနဲ့နော်မိကျွေးမိကြံကိုလည်းအထင်မသေးနဲ့နောက်တစ်ခါသမဏဆိုတဲ့ယဟန်သူတော်စင်တွေကိုလည်းအထင်သေးမြင်သေးမဆက်ဆံရဘူးလို့မြတ်စွာဘုရားဒီ၄မျိုးကိုရှင်းဟောလိုက်တဲ့အခါမှာခုနသူ့ရဲ့အကြီးတော်ကအဲ့ဒီကောသလမင်းကြီးအနီးနားမှာသူရှိနေတော့မြတ်စွာဘုရားရဲ့ဟောပြောပုံရှင်းလင်းပြပုံကိုသဘောကျပြီးသူကအဲ့ဒီမှာဘုရားကိုကြီးညိုနေတာသူအဲ့ဒီကစကြီးညိုသွားတယ်သူစိတ်ထဲအဲ့ဒါနဲ့ကြီးညိုသွားပြီးတော့နန်းတွင်းမှာဂေါတမဗုဒ္ဓကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပေါ်လာခဲ့တယ်တဲ့ဒီလိုဆိုတာနော်အဲ့ဒါလို့ကြီးညိုရင်းဆွဲရှိတာသို့တော့အဖွားအိုကြီးကိုပြုစုနေရလို့သာသနာပေါင်းတော့မရောက်ဘူးဖះကြွလာတဲ့အခါမှာတရားနာတယ်ရမယခအကြောင်းတော်သွားပြီးတော့တရားနာရင်နဲ့တဖြည်းဖြည်းအသိဉာဏ်တွေတိုးတက်လာပြီးသူဟာတတိယအဆင့်ဖြစ်တဲ့အနာဂံအဆင့်ကိုသူရောက်သွားတယ်အဲ့ဒါလို့အနာဂံအဆင့်ရောက်သွားတဲ့အခါမှာကောသလမင်းကြီးရဲ့အဖွားအိမ်လည်းဆုံးသွားတယ်ဆုံးသွားတဲ့အခါကျတော့မှသူကလည်းအသက်အရွယ်တော်တော်ကြီးသွားတယ်အဖွားဆုံးတဲ့အရွယ်မှာသူကလည်းအသက်ကြီးသွားမှသာသနာပေါင်းဝင်ပြီးတော့မြတ်စွာဘုရားစီရဟန်းပြုဖို့ခွင့်တောင်းအဲ့ဒီမှာဘိက္ခုနီမလှုပ်ပြီးတော့မြတ်စွာဘုရားတရားနာရင်ကနေတရားတို့တရားမြတ်တွေရလာမြတ်စွာဘုရားသူ့ကိုဘာတွေဟောတာတော့ဆိုသူမှတ်သားသူ့ရင်တွင်းစကားအနေနဲ့ရှိနေတာဘာတော့ဆိုဒုက္ခံတွန်ဗုဒ္ဓိကေတေဟိမြတ်စွာဘုရားကသူ့ကိုအသက်အရွယ်ကြီးလို့သို့မဟုတ်သူ့နာမည်အနေနဲ့သူ့ကိုခေါ်လိုက်တယ်သမီးဂௌဓိကာနော်ချမ်းချမ်းသာသာအိတ်တိုင်အောင်ကြိုးစားလောကလူတွေကအိတ်မပြောတဲ့ညတွေများတယ်လေအဲ့တော့ချမ်းချမ်းသာသာအိတ်နေအောင်အဲ့တော့အိတ်မပြောတဲ့ညတွေကဘာလို့များတော့လို့ဆိုတောင်တွေးမြောက်တွေးလို့ပေါ့ပူစရာတွေကြောင့်မို့လို့အိတ်မပြောကြတာပေါ့နော်အဲ့ဒါလို့ချမ်းချမ်းသာသာအိတ်နေအောင်ကြိုးစားကတ္တဝါစောလေနပါရုဒ္ဓမောမြတ်တဲ့သူတော်စင်တွေရဲ့အဝတ်ကိုဝတ်ပြီးတော့ချမ်းချမ်းသာသာအိတ်နေအောင်ကြိုးစားအဲ့ဒီလိုချမ်းချမ်းသာသာအိတ်နေအောင်ဘာလုပ်ဖို့လိုလဲဆိုဥပတန်တော်ဟိတေရာကောရှင်ထဲမှာရှိတဲ့ခုနကတွေ့တာမှုတွေကိုရှင်းရမယ်တဲ့ရှင်ထဲမှာရှိတဲ့တွေ့တာမှုတွေကိုငြိမ်းအောင်ကြိုးစားတဲ့အဲ့ဒီလိုရင်ထဲကပူလောင်မှုတွေတွေ့တာမှုရှိနေရင်ပူလောင်မှုတွေလာလိုက်မယ်ဒါကြောင့်မို့ရင်ထဲမှာရှိတဲ့ဒီတွေ့တာမှုတွေအားလုံးငြိမ်းအောင်ကြိုးစားအဲ့ဒါလိုငြိမ်းအောင်ကြိုးစားသွားလို့ရှိရင်တိတိဘူတာတိနေဘူတာလုံးဝငြိမ်းချမ်းသွားလိမ့်မယ်ဟောတာငြိမ်းချမ်းခြင်းအကြောင်းရင်နဲ့နှလုံးထဲကစိတ်နှလုံးအေးချမ်းသွားအောင်မြတ်စွာဘုရားသူ့ကိုဒီလိုနိလန်းပေးတာနိလန်းပေးတဲ့အခါမှာသူဟာအခြေခံတရားလေးရပြီးသားဖြစ်သည့်အတွက်ကြောင့်တတိယအဆင့်ဆိုတဲ့အနာဂံအဆင့်ကနေပြီးတော့နောက်ဆုံးမှာယဟန္တာဖြစ်သွားတဲ့အခါတကယ်ကိုသူ့ရင်ထဲနှလုံးထဲမှာတွေ့တာမှုတွေကလုံးဝငြိမ်းသွားတွေ့တာမှုတွေငြိမ်းသွားလို့သူ့ရင်ထဲနှလုံးထဲကလည်းအလွန်အေးချမ်းသွားအလွန်အေးချမ်းရုံမြတ်မကဘဝမှာရှိတဲ့ဒုက္ခတွေအားလုံးဟာလည်းငြိမ်းချမ်းသွားတယ်ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမကျင့်စဉ်ပဲဖြစ်တယ်သူနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဒုက္ခံတွန်ဝဋ္ဌိကေတေဟိအေးချမ်းချမ်းသာသာအဲ့နဲ့အောင်ကြိုးစားလိုက်နော်ကတ္တဝါစောလိနပါရုဒ္ဓသူတော်စင်တွေဝတ်တဲ့ဝတ်ကလေးဝတ်ယုံပြီးတော့ဥပတန်တော်ဟိတေရာကိုရင်ထဲမှာရှိတဲ့နှလုံးတွေဒီရာဂတွေရင်ထဲမှာအေးချမ်းသွားအောင်လုပ်အဲ့ဒါဆိုရင်တိတိဘုဒ္ဓတိနေဘုဒ္ဓတကယ်ကိုရင်ထဲနှလုံးထဲမှာအေးချမ်းပြီးတော့ဆင်းရဲဒုက္ခတွေချုပ်ငြိမ်းသွားမှာဖြစ်တယ်လို့ဒီကျင့်စဉ်လေးတစ်ခုမြတ်စွာဘုရားဟောခဲ့တာသူဟာအမတ်တရတတိယရန်ရွတ်ဆိုပြီးအသက်အရွယ်ကြီးတဲ့သူမနာဆိုတဲ့ထေရီမာကြီးဟာအရွယ်ကြီးလာတဲ့အခါမှာနောက်ဆုံးမှပြိဋိဘံဆံသွားတယ်ပြိဋိဘံဆံတော့လေမြတ်စွာဘုရားဆုံးမခဲ့တဲ့ဒီစကားလေးကိုသူ့ရင်ထဲနှလုံးထဲကအမြဲတမ်းရွတ်လိရှိတယ်ပေါ့ဒါကြောင့်မို့ဘုရားသမီးတော်များရဲ့ရင်တွင်းစကားတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားပေါ်မှာအခြေပြုထားတာဖြစ်သောကြောင့်ကြားနာရတဲ့မြည်သူမဆို
မြတ်ဗုဒ္ဓရဲ့မှန်ကန်တဲ့လမ်းစဉ်တွေနဲ့စိတ်နှလုံးအေးချမ်းမှုကိုလိုချင်ကြတဲ့ပုဂ္ဂိုလ်တွေအားလျော်စွာစိတ်နှလုံးအေးချမ်းအောင်တရားချစ်ခင်သူတော်စင်ပြိဿများအနေနဲ့ကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း